အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကတော့လိုက်ရှိုးကိုပြလို့မရဘူးနော်လိုက်ရှိုးပြလို့မရတော့ဗီဒီယိုပဲတင်လိုက်ပါနော်ဒီမှာသုံးလုံးပေါင်းချင်း6 3 9 3လုံးပေါင်းချင်း3 8 3ပေါ့နော်3ပေါင်း8 3 8ဝင်ကြီး3တလုံးကြီးပေါ့နော်3လုံးပေါင်းချင်း3ပေါ့နော်3လုံးပေါင်းချင်း3ပါဝါ8 3 8ဝင်ကြီး3ထွက်ပေါ့နော်ဒီ3လုံးပေါင်းချင်း3ညပါဝါ5 3ညထွက်ပေါ့နော်ဒီမှာ3ဒီမှာ3ညလို့ထွက်ပေါ့နော်ဒီ3လုံးပေါင်းချင်း1ပေါ့နော်1ပါဝါ6 6ဝင်ချင်း1လို့ထွက်ပေါ့နော်ဒီ3လုံးပေါင်းချင်း3ပေါ့နော်3ပါဝါ8လို့ထွက်ပေါ့ဒီ3လုံးပေါင်းချင်း9ပေါ့နော်9ပါဝါ4လို့ထွက်ပေါ့နော်ဒီ3လုံးပေါင်းချင်း5ပေါ့နော်3လုံးပေါင်းချင်း5ဒါဆိုရင်5ပါဝါ3ညလို့ထွက်ပေါ့နော်6ချက်ရှိပါပြီပေါ့နော်1ချက်2ချက်3ချက်4ချက်5ချက်6ချက်9ချက်ပေါ့ဒါဆို8ချက်ပေါ့ဒါဆိုရင်3လုံးပေါင်းချင်း5ပေါ့နော်5ပါဝါ3ည5 3ည1ကြီးပေါ့နော်ဒီမှာ5 3ည1ကြီးကိုတွေ့တာလေးမြင်တာလေးပြပါမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့5 3ည1ကြီးကြိုက်ရင်လည်း5 3ည1ကြီးထိုးပေါ့နော်အဲ့လိုမှမထိုးဆိုလို့ရှိရင်လည်းတန်နိုင်တဲ့မျိုးတွေရထိုး5 3ည1ကြီးကင်ထိုးပေါ့နော်အဲ့5 3ည1ကြီးမှမကြိုက်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့5 3ည1ကြီးကိုကျွန်တော်တို့မကြိုက်ဘူးဆိုလဲနောက်2ကွက်ပေးမှာပေါ့နော်အဲ့တော့ကျွန်တော်9နဲ့ပတ်သက်တာလေးကျွန်တော်ပြပါမယ်နော်ဒါကတော့လက်တွက်ဆိုင်ပေါ့နော်ဒီ3လုံးပေါင်းချင်း8ကို8ပါပါ3လို့ဒီနှလုံး3ထားတယ်ဒါဆိုဒီ3လုံးပေါင်းချင်း3ညလို့ဒီမှာရတာ3ညပါပါ5လို့ဒီညမှာ5လို့ရိုက်နော်5လို့ရိုက်ပြီးရတယ်နောက်တစ်ပင်ကိုထပ်ကြည့်9နဲ့4နဲ့ပေါင်း3ရယ်9ရယ်ပေါင်းရင်ခွန်ပေါ့နော်ဟုတ်ပါ2ပေါ့နှလုံးပေါင်းချင်း3ရယ်9ရယ်ပေါင်းရင်2ပါပါခွန်လို့ခွန်လို့ထည့်5ထိပ်ပေါ့နော်အဲ့မှာတစ်ချက်တွေ့ရဒီ6ရယ်3ညရယ်ရက်1ရယ်ပေါ့နော်6 3ည1ဆိုရယ်3လုံးပေါင်းချင်းခွန်မို့လို့ဒီမှာခွန်လို့ထည့်ဒါဆိုရင်3ညရယ်ခွန်ရယ်4ရယ်ဆိုပြီး1လို့ထည့်ဒီမှာလည်း1လို့ထည့်ဒါဆိုရင်3ညရယ်4ရယ်2ရယ်လို့ဒီနေရာမှာ6လို့ထည့်ဒီမှာ5655တော့ထည့်55လည်းစိုက်ရှိတယ်မပြတော့အဲ့တော့ဒီ2ကွက်ပေါ့နော်ဒီ2ကွက်ရယ်ဒါနည်းနည်းလေးထိုးနော်ဒီမှာလည်းခွန်နဲ့တွေ့ပါချက်ပြမယ်နော်ဒါတော့အကြမ်းမင်းဆွဲရအောင်နော်ဒီမှာ
ခွန်ရယ်9ရယ်1ခွန်9 1ဆိုတဲ့တုံးလုံးပေါင်းချင်းခွန်ဒီမှာခွန်ကိုဒီမှာခွန်ထည့်တာအဲ့တော့ဒီတုံးလုံးပေါင်းချင်း8 3ခွန်ဆိုတဲ့တုံးလုံးပေါင်းချင်း8ကဒီမှာ8လို့လိုက်ထည့်4 1 2ဆိုတဲ့တုံးလုံးပေါင်းချင်းခွန်ကဒီမှာခွန်လို့ထည့်မလားအခွန်ကနှလုံးပေါင်းချင်း9နှစ်ခက်3လို့ဒီမှာ3ထိပ်လို့ထည့်ဟောပါ sorry 9နှစ်ခက်3ကိုကျွန်တော်ဒီတုံးလုံးပေါင်းချင်း3လို့ဒီမှာထည့်ရတယ်ဒါဆိုဒီနှလုံးပေါင်းချင်း1အဲ့1ကိုဒီတုံးလုံးပေါင်းချင်း1လို့လိုက်တယ်9နှစ်ခက်3လို့ဒီမှာထည့်ရတယ်9 3ဒီမှာနှလုံးပေါင်းချင်း1မို့လို့1ရဲ့နှစ်ခက်1ရဲ့နှစ်ခက်ချမချရင်ကျွန်တော်1ပေါ့နော်အဲလိုလို့ရှိရင်တုံးလုံးပေါင်းချင်း1ဖြစ်ခြင်းပေါ့ဒီ1ကြောင့်ဒီတုံးလုံးပေါင်းချင်း1ဆိုရင်ဒါဆိုရင်ဒဲမဟုတ်ရင်နှစ်ခက်ဒဲမဟုတ်ရင်နှစ်ခက်လို့ဒီလိုရောက်ရင်ကျွန်တော်တို့ဒီနေရာမှာဒီနှလုံးပေါင်းချင်း3မို့လို့3နှစ်ခက်5ပြည့်အောင်လို့ကျွန်တော်တို့ဒီမှာ3ညရဲ့2နှလုံးပေါင်းချင်း2ရှိပြီးတာ5ပြည့်အောင်3ထည့်ပေါ့နော်2ရှိပြီးတာ3ပြည့်အောင်လို့1ထည့်ရမှာပေါ့နော်ဒါဆိုရင်3ခွန်နဲ့ခွန်1အဲ့ဒါလေးတော့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီ3ခွန်1ခွန်နဲ့ပေါ့နော်ဒီ2ကွက်နဲ့ကျွန်တော်ဒီက9 6ရယ်9ဘူးရယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ကမနက်ကို9 3ညတော့ကောင်းတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ခဏလေးရေးပြီးတော့ပေါ့နော်အကြိုက်တူတဲ့မျိုးတွေသုံးနော်အကြိုက်မတူတဲ့အမျိုးတွေမသုံးပါနဲ့ပေါ့နော်အဲ့တော့30ခွန်1ခွန်ပေါ့နော်ပြီးရင်ကျွန်တော်တို့9နဲ့ကျွန်တော်တို့9 6အဲ့တော့ကျွန်တော်တို့မနက်ကို9 3ညပတ်တီးပေါ့နော်အဲ့ပေးလိုက်ပါနော်အဲ့တော့ပတ်တီးကြိုက်တဲ့မျိုးတွေကတော့ထိုးပေါ့ဗျာနော်ကျွန်တော်ကတော့4ကွက်ပေးလိုက်ပါနော်အဲ့တော့4ကွက်ပေးရဆိုတာတော့အဲ့4ကွက်ပဲကြိုက်တာပေါ့နော်စိုက်ရပြတာပေါ့နော်အဲ့တော့မျိုးတွေကျမ်းသာပြီးတော့ကျွန်တော်တို့လိုအပ်သောစုတွေတလုံးတော့ပြည့်စုံပြီးတော့ဩဂနနဲ့တိုးကြပါသည်လို့စုမှန်အောင်တောင်းပေးနေကျွန်တော်ဒီဗီဒီယိုလေးကိုရနာလိုက်ပါတယ်နော်မျိုးတွေကျမ်းပါပါချမ်းသာပါတယ်ကျွန်တော်တော့ live show ပြတာပဲပြောနော် live show ပြတာကျွန်တော် live show ကပြက်ကြာသွားတယ်ဆိုတော့ဒါကျွန်တော်ဗီဒီယိုကောပဲတင်လိုက်တာပေါ့နော်အားလုံးပဲတက်တာနော်